အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်7 နဲ့သမီးဆိုင်ကိုသွားစားပြမှာဖြစ်ပါတယ်ဒီဆိုင်လေးမှာဆိုရင်ဟင်းမျိုးပေါင်းစုံစုံလင်းလင်းကိုမှဘာယူတပွဲကို7ထင်းနဲ့ရမှာဖြစ်ပါတယ်သမီးကလည်းတယောက်ကို7နဲ့ကြိုက်တော့စားလို့ရမှာဖြစ်ပါတယ်ဒီဆိုင်လေးကတော့ Changalan District ထဲမှာရှိပါတယ် location လေးကိုကွန်မန့်မှာချထားပေးပါမယ်နော်ကဲရောက်ပါပြီခင်ဗျာနေလေးမှာလည်းဆိုတော့လူတော်များများလည်းလာစားကြပါတယ်တခါတလေ7နှစ်လောက်ဆိုရင်ကုန်သွားတတ်ပါတယ်အဲခုနဲ့ဘန်ကောင်ကိုလည်းလုံလုံငန်းငန်းတက်ထားပေးပါလိမ့်တယ်ဟိုရောက်လို့အထက်မှာလူပြည့်နေပြီဆိုပြီးတော့ပြန်မသွားပါနဲ့ဦးနော်အပြင်မှာလည်းထိုင်စရာနေရာတွေအများကြီးရှိပါသေးတယ်နော်ဒီဆိုင်မှာအကျော်ဆုံးဟင်းမျိုးလုံးအပြင်ကွေးတီယိုနဲ့ခောက်ဆိုင်ကိုပါရနိုင်ပါသေးတယ်နော်ဒါပေမဲ့ဆောဆောတော့သွားဖို့လိုမယ်နော်မနက်6နာရီကနေစဖွင့်ပြီးတော့နေ့လယ်12နာရီကျော်လောက်ဆိုရင်ကုန်သွားတတ်ပါလေဗျတချို့တိုင်းစတိုင်းဟင်းလေးတွေဆိုရင်အုံလို့ပါတဲ့အတွက်အချို့မကြိုက်တဲ့သူတွေတခြားဟင်းပွဲလေးတွေကိုမှာပြီးပါနော်ဒီဆိုင်လေးမှာအသားဟင်းအပြင်အရွက်ကြော်နဲ့ဟင်းရည်ကိုပါရနိုင်ပါသေးတယ်နော်ဒီဘက်မှာတော့ကွေးတီယိုနဲ့တွဲစားဖို့ပဲပင်မောက်အပြင်အကျော်နဲ့တွဲစားဖို့လိုက်မယ်အချင်းကြီးကိုလည်းချထားပေးပါသေးတယ်ဒါလေးကတော့သမင်းနဲ့ရေ refill နိုင်မယ့်နေရာလေးပါသမင်းကလည်းပူပူနွေးနွေးလေးပါနော်ဖြော်ရည်ရေခဲမုန့်နဲ့မုန့်နေလည်းရနိုင်ပါသေးရဲ့နော်ဒါလေးကတော့ကျွန်တော်မှာထားတဲ့ဟာလေးပါကြက်ရင်ကုန်ကျော်ဝတ်သားကျော်မြင့်ကျော်နဲ့ကြက်သေးချက်မြင့်တို့ဖြစ်ပါတယ်မြင့်ကျော်လေးကလည်းအရန်စားကောင်းပြီးတော့နူးညံ့နေတာပါပဲဒါလေးကတော့ကွက်တီယိုလေးပါတပွဲကိုမှ10ဘတ်ပဲပေးရတာပါကွက်တီယိုပွဲကြီးနဲ့လည်းရပါသေးတယ်နောက်ခါသွားရင်တော့ကျွန်တော်ခောက်ဆိုင်နဲ့စမ်းစားကြည့်ပါအောင်မယ်ကျွန်တော်ဟင်းကားမျိုးကွက်တီယိုနဲ့သမင်းအဝါစားခဲ့တာကိုမှဘတ်90ပဲကြားခဲ့ပါတယ်တချို့ဟင်းစားတဲ့လူတွေဆိုရင်ဟင်းတစ်ပွဲနှစ်ပွဲမှာပြီးတော့သမင်းအဝါစားရင်တော့တော်တော်တန်နေပါပြီဗျဒီမြင့်ကျော်လေးကအရန်စားကောင်းလို့ကျွန်တော်နှစ်ပွဲတောင်မှာခဲ့ပါတယ်ဗျကျွန်တော်ဒီဆိုင်လေးကိုတော်တော်စားနေရ3-5ကလောက်တော့ရှိပါအခုကြည့်နေတဲ့သူတွေလည်းတစ်ခါတော့သွားစားကြည့်ကြပါအောင်နော်page လေးကိုလည်း follow ခဲ့ကြပါဦးနော်တတ